တာဟာဘိုးဘွားအစင်ဆက်နေထိုင်ခဲ့တဲ့လေတော်အိမ်ကြီးမှာသူ့သားသမီး2ယောက်နဲ့အတူအထီးကျန်စွာနေထိုင်နေရတယ်မိမိရေသားတို့ပြင်းနေသားတို့နဲ့တူဆောရအောင်မိမိဖေဖေကဘယ်တော့ပြန်လာမလဲဟင်တီတာမိဘများလက်ထက်မှာစီးပွားရေးကောင်းခဲ့ပေမဲ့သူတို့လက်ထက်မှာတော့လေယာတွေမအောင်မြင်ခဲ့တော့သူခင်မွန်းဟာတနေ့တကြီးမှာစီးပွားရှာထွက်နေခဲ့ရတယ်မမရေတူတူပုံတန်းကစားမယ်လေမမအရင်ပုံမယ်နော်တူပြီမောင်လေးလာပြီးမမရေလုံအောင်ပုံတော့ဟာဟာမမကဒီလိုက်ကနောက်ပုံနေတာပဲမိမိမမသားလေးဘာဖြစ်လာတာလဲမေမေတရေမလေးဗီဒီယိုထဲမှာဒီအိမ်မှာဘာတရေမှမရှိပါဘူးသားရဲ့မိမိငငယ်ကလေးကနေလာခဲ့တာဘာမှမရှိဘူးတီတာတယောက်အိမ်မောကြနေတော့ဂီတအတန်တွေကြားသလိုဖြစ်တာကြောင့်နိုးလာတယ်ဒီအချိန်ကြီးဘသူစနေရတီးနေတာလဲတီးတက်တဲ့ငါးယောက်ျားလဲအိမ်မှာမရှိဘူးလေဘာတွေလဲဟာသူစန်းတရားထားတဲ့အခန်းထဲရောက်တော့ဇဝေဇဝါဖြစ်သွားတယ်ဟင်ဘသူမှလည်းမရှိဘူးဘာတွေဖြစ်နေတာလဲတားလေးနောင်နောင်တယောက်သူ့မောက်ကိုကစားဖို့လိုက်ရှာနေတယ်လှေကားပေါ်မှာမောင်လေးတက်လာခဲ့ငါတို့အခန်းထဲသွားဆော့ရအောင်မောင်လေးဘာဖြစ်တာလဲသားရဲ့တိတ်ဘာမှမဖြစ်ပါဘူးကွယ်မိမောင်လေးနောင်နောင်ဘာဖြစ်လာလဲမသိဘူးသားတို့အခန်းထဲမှာဟိုနေ့ကတွေ့တဲ့တရေမလေးသားတို့မြင်းကိုတက်စီးနေတယ်ဘာမှမရှိပါဘူးသားရဲ့လာမေမေလိုက်ကြည့်မယ်တွေ့လားဘာကောင်မှမရှိဘူးခုနကတကယ်ရှိတာမေမေရဲ့မေမေထပါအောင်ဘာလို့ဖို့လဲသမီးရဲ့သမီးချေဆိုလေးအိတ်ခန်းထဲမှာကြံခဲ့တယ်သွားယူခြင်းလို့မေမေကတရေနှကောင်မေမေတားကြောက်တယ်တီတာဟာတရေ2ကောင်ကိုမျက်ဝါးထင်ထင်တွေ့လိုက်ရတော့ကြောက်လဲကြောက်တယ်လို့အန်လဲရန်အံ့ဩသွားတယ်ဒါပေမဲ့သူဒေါသထွက်သွားစမ်းငါတို့မိသားစုကိုလောင်းချောင်းချက်နဲ့ထွက်သွားကြငါကပြင်းကြီးရှင်ပဲတွေ့လားမေမေချင်းမောင်းလိုက်တာတရေတွေထွက်ပြေးကုန်ပြီမိမိရေဟိုမှာဖေဖေပြန်လာပြီရှင်ပြန်လာတာဝမ်းသာလိုက်တာကျမတို့သားမိရှင်ကိုမျှော်နေတာဟုတ်တယ်ဖေသားတို့ကြီးအိမ်မှာမနေချင်ဘူးအိမ်မှာကတရေရန်ချောက်တယ်ငါဒီမှာကြာနေလို့မရဘူးငါပြန်သွားမှဖြစ်မယ်ဘာဖြစ်လို့လဲရှင်ရေပြီးတော့ရှင်ပုံစံကြီးကဘလို့ဖြစ်နေတာလဲမင်းတို့ဘာမှမသိပါဘူးငါမင်းတို့ကိုခဏလာတွေ့တာငါသွားတော့မယ်ရှင်မသွားပါနဲ့ကျမတို့သားမိကိုမထားခဲ့ပါနဲ့တီတာဟာပြန်ထွက်သွားတဲ့သူ့ယောက်ျားရဲ့နောက်ကျောကိုကြည့်ပြီးငိုကြွေးနေမိတာပေါ့မောင်လေးရေခြံနောက်ဖက်သွားကစားရအောင်သွားမယ်မမဟိုမှာအုတ်ကူ3ခုတွေ့တယ်အေးဟုတ်တယ်ဒီအုတ်ကူအကြီးမှာရေးထားတာကဒေါ်တီတာဆိုပါလားမိမိနာမည်နဲ့တူလေမိမိရဲ့သမီးတို့ခြံနောက်ဖက်သွားကစားတာအုတ်ကူကြီးတစ်လုံးနဲ့အုတ်ကူသေးသေးလေးနှလုံးတွေ့တယ်အုတ်ကူကြီးမှာရေးထားတာကဒေါ်တီတာတဲ့မိမိဟာမင်းတို့2ယောက်ဘာတွေပြောနေတာလဲပါစက်ပိတ်ထားလိုက်တော့သားနဲ့သမီးရေထမင်းသွားစားမယ်လာကြဖတ်သွားတရေစုပ်တွေငါကဒီအိမ်ကြီးရဲ့အိမ်ရှင်ပဲနောက်ခွင့်ပြုချက်မရပဲဘာမှနားမနေကြနဲ့တီတာဟာလက်တလောဖြစ်နေတဲ့ကိစ္စတွေကြောင့်နားမလည်နိုင်ပဲဝမ်ပန်တနေငူကျွေးမိတာပေါ့မိမိဘိုးလာတယ်မိမိတီတာတယောက်စိတ်ပြတ်အားငယ်နေတဲ့အချိန်သူ့အဖေလာတယ်ဆိုတဲ့အကြောင်းကြားတော့ဖေရဲ့သမီးတို့စီမှာပဲနေနော်တရားရိပ်တာပြန်မသွားနဲ့တော့နော်ဖေအေးပါသမီးရဲ့ဖေဒီကအကြောင်းဆုံးသိလို့လာခဲ့တာပါသမီးရဲ့ဖေတိတယ်ဟုတ်လားဖေဘယ်လိုတိတာလဲဒီမှာတော့တရေ3ကောင်6လိုက်တာဖေရဲ့တကယ်တော့သူတို့ကတရေမဟုတ်ဘူးဒီအိမ်ကအိမ်ရှင်တွေပါသမီးရဲ့ဘလို့ဖေအိမ်ရှင်နဲ့လားသမီးကဒီအိမ်ကြီးရဲ့အိမ်ရှင်လေဟုတ်ပါတယ်သမီးရဲ့သမီးကဒီအိမ်ကြီးရဲ့အိမ်ရှင်ပါဒါပေမဲ့သမီးမရှိတော့တဲ့နောက်ပိုင်းဒီအိမ်နဲ့လေတော့ကိုဖေသူတို့ကိုရောင်းခဲ့တယ်လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှသူတို့ဒီအိမ်ကိုပြောင်းလာခဲ့ကြတာမဟုတ်ဘူးဖေသမီးကဘာဖြစ်လို့မရှိရမှာလဲပြီးတော့ဖေကိုယ်တိုင်ဒီအိမ်ကြီးကိုအမွေပေးခဲ့တာလေသမီးရဲ့သမီးကဘဝတွေကိုအမှန်တိုင်းမမြင်နိုင်တာပါတကယ်တော့သမီးနဲ့မြေးလေး2ယောက်စလုံးဒီအိမ်ကြီးရှိမှမိုးကြိုးထိပြီးဆုံးသွားခဲ့တာကြာပါပြီကွယ်ဖေကိုယ်တိုင်ကူသွင်းပြီးတဲချိုခဲ့တာပါမဟုတ်ဘူးဖေဟိုတရက်ကတည်းသမီးယောက်ျားလာသွားသေးတယ်ဖေပြောတာမဖြစ်နိုင်ဘူးသမီးယောက်ျားလဲသမီးတို့ဆုံးတဲ့တရင်ကြားလို့ပြန်လာတာလမ်းမှာလှေမောက်ပြီးဆုံးသွားတာကြာပြီးသမီးရဲ့ဖေပြောတာမယုံဘူးသမီးတို့သားမိကဒီမှာအမြဲရှိနေတာသမီးတို့မသိဘူးဖေညာတာ